City Metro Mini Market တွေလိုဈေးဝယ်စင်တာတစ်ခုခုတွေကိုသွားတိုက်စီတပူးလောက်ပဲဝယ်မယ်ဆိုတဲ့စိတ်နဲ့ဝင်သွားပြီးပြန်ထွက်လာတော့အထုပ်ကြီး3ထုပ်လောက်ပါလာတာမျိုးဖြစ်ဘူးပါသလားဒါဟာခမားစိတ်တဲ့ပြော့ညံလို့မဟုတ်ပါဘူးအဲ့မှာရှိတဲ့ဆိုင်ကခမားရဲ့အာယုံ၅ပါးကိုအသုံးချပြီးတော့တိတ်ပန်ကြီးကြထောင်ချောက်ဆင်ထားလို့ပဲဖြစ်ပါတယ်ဆိုင်ကခမားရဲ့အိတ်ကက်ထဲကငွေကိုမလိုအပ်ဘဲဝယ်မိလာအောင်နှိုက်ထုတ်နေတဲ့ဘလို့ marketing strategy တွေကိုအသုံးပြုနေလဲဆိုတာအသေးစိတ်ပြောပြပေးပါမယ်ဒါကဘလို့ marketing strategy တွေဖြစ်မလဲဆိုတာကိုသိချင်ရင်တော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဗျာစကားမဆက် channel ကို like and subscribe လေးနဲ့ click ပေးခဲ့ပါဦးခင်ဗျာပထမဆုံးတစ်ခုကတော့ The Casino Effect လို့ခေါ်ပါတယ်စူပါမားကတ်အကြီးကြီးတွေမှာဗရင်းပေါင်တဲ့နာရီတွေကိုရှာကြည့်ပါတွေ့ရခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အပြင်မှာနေဝင်သွားပြီလားအချိန်ဘယ်လောက်ရှိပြီလဲဆိုတာကိုတင့်ကိုမသိစေချင်လို့ပဲဖြစ်ပါတယ်အချိန်ကာလကိုမေ့လျော်သွားပြီးတော့စိုင်ထဲမှာအကြာကြီးနေလေလေပစ္စည်းတွေကိုပိုဝယ်မိလေလေကြောင်းပါပဲနံပါတ်2ကတော့ Anchoring Effect လို့ခေါ်ပါတယ်စိုင်အဝင်ဝမှာ350နဲ့အိတ်တလုံးကိုအထင်ရှားပြထားတတ်ပါတယ်အဲ့ဒါကိုမြင်ပြီးစိုင်နဲ့ဆက်ဝင်သွားတဲ့အခါ9မိနစ်အိတ်ကိုတွေ့ရင်ဟာဒါကတော့တန်လိုက်တာလို့ခမားရဲ့အုံနောက်ကနှိုင်းရှင်ပြီးတော့ထင်သွားစေတာပါတကယ်တော့9သိန်းဆိုတာကလည်းမနှဲပေမဲ့350နဲ့ရှင်လိုက်ရင်အဲ့ဒီဈေးကအရန်တက်တာတယ်လို့ထင်အောင်ထင်မှဖြစ်သွားစေတဲ့ anchoring နီးလမ်းပါပဲနောက်တစ်ခုကတော့ shopping cart ရဲ့လှည့်ကွက်တွေပဲဖြစ်ပါတယ်တတိထားမိကြပါလားအခုနောက်ပိုင်းမှာဈေးဝယ်တဲ့လှဲတွေကမြင်ရထက်ပိုပြီးတော့ကြီးလာပါတယ်ဒါကရည်ရွယ်ချက်ရှိလောက်ထားတာပါလှဲထဲမှာပစ္စည်းနည်းနည်းပဲရှိနေရင်လူရဲ့စိတ်ကတခုခုလိုနေသေးတယ်လို့မသိစိတ်ကခံစားရပြီးတော့ကွက်လက်တွေကိုဖြည့်ကျင်လာပါတယ်လှဲကြီးလေးလေးခမားပစ္စည်းတွေကိုပိုထည့်မိလေပဲဖြစ်ပါတယ်နောက်ထပ် strategy တစ်ခုကတော့ the right hand rule လို့ခေါ်ပါတယ်ကဘာပေါ်လူအများစုကလက်ရတန်နဲ့ညာတန်တွေဖြစ်ကြပါတယ်ဒါကြောင့်ဆိုင်အများစုကဝင်ပေါက်ကနေဝင်လိုက်တာနဲ့လူတွေကိုညာဘက်ကို꿰သွားအောင်လမ်းကြောင်းပုံဖော်ထားတတ်ပါတယ်အဲ့ဒီအခါမှာညာဘက်လမ်းကြောင်းမှာပဲသူတို့အများဆုံးရမယ့်ပစ္စည်းတွေအယောင်တွေ့စုံနေတာတွေကိုစီထားတတ်ပါတယ်နောက်တစ် strategy တစ်ခုကတော့ sensory marketing ပါပဲပါမုတ်ဖုတ်တဲ့အနံဒါမှမဟုတ် coffee နဲ့တင်းတင်းလေးတွေကိုဆိုင်ဝင်ဘောင်းနားမှာထားတတ်ပါတယ်ဒီအနံတွေကခမားကိုဗိုက်စာလာအောင်နဲ့စိတ်ကြွလာအောင်လုပ်နိုင်စွမ်းရှိပါတယ်အသားငါရောင်းတဲ့နေရာတွေမှာအနီရောင်ဖြော့ဖြော့မီးလုံးတွေကိုတုံးတက်ပြီးတော့ဟင်းသီးဟင်းရွက်နေရာတွေမှာအစိမ်းရောင်ဘက်တန်းတဲ့မီးတွေကိုတုံးပါတယ်ဒါဟာပစ္စည်းတွေကိုပို့ပြီးလက်ဆက်တောက်ပနေတယ်လို့ထင်ရစေလို့ပါနောက်တဲ့ strategy တစ်ခုကတော့ psychological pricing ပဲဖြစ်ပါတယ်10လို့ရေးရမယ်စား9.99ဒါမှမဟုတ်ရင်9900လို့ရေးတာမျိုးပါကျွန်တော်တို့ရဲ့အုံနောက်ကဘယ်ဘက်ကကဏ္ဍကိုပဲအဓိကထားမှတ်သားတာကြောင့်10နဲ့9.99ဟာတကယ်တော့တစ်ချက်ပဲကွာပေမဲ့9တန်းဆိုတဲ့အသည့်ကအများကြီးပိုတက်တာတယ်လို့လှည့်စားခံလိုက်ရတာပါနောက်တစ်ချက်တစ်ခုကတော့အခြေခံလိုအပ်ချက်တွေကိုဝေးမှာထားတာပဲဖြစ်ပါတယ်စံစီစာကြက်ဥနို့စတဲ့မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကိုဆိုင်ရဲ့အနက်ဆုံးအစွန်ဆုံးနေရာတွေမှာပဲထားပါတယ်ခမရကနို့တပူပဲဝယ်ခြင်းနဲ့ဆိုရင်တော့ဆိုင်တစ်ပတ်လုံးလမ်းလျှောက်တွားရအောင်ဖန်တီးထားတာပါလမ်းတစ်လျှောက်မှာတော့မလိုအပ်တဲ့တခြားပစ္စည်းတွေကိုမြင်ပြီးဝယ်ပြီးသွားအောင်မြင်ကွင်းဖန်တီးဖို့လုပ်ထားတာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ limited time offer ပဲဖြစ်ပါတယ်အချိန်ကန့်သတ်ခြင်းပဲဖြစ်ပါတယ်ဒီနေ့တရက်သာပစ္စည်းပြတ်တော့မယ်9မိနစ်အတွင်းဝယ်ယူပါကစတဲ့ဒီလိုစကားလုံးတွေကခမားကိုအကြာကြီးစဉ်းစားခွင့်မပေးတော့ပါဘူးFOMO fear of missing out လို့ခေါ်တဲ့အခွင့်အရေးလက်လွတ်သွားမှာကိုကြောက်တဲ့စိတ်ကိုအသုံးချပြီးတော့မလိုအပ်ဘဲဝယ်မိအောင်တွန်းအားပေးတာပါနောက်တစ်ချက်ကတော့ the pain of pairing ပဲဖြစ်ပါတယ်လက်မီးငွေသားထုတ်ပေးရတာတဲ့ကတ်နဲ့ပေးချေတာဒါမှမဟုတ် QR scan ဖတ်တာကပတ်စံကုန်သွားတယ်လို့ခံစားရမှုကိုနည်းစေပါတယ်ဒါကြောင့်ဆိုင်တွေက digital payment တွေကိုပိုအားပေးပြီးတော့ခမားကိုပတ်စံအလွယ်တကူသုံးမိအောင်လမ်းဖွင့်ပေးတာပါနောက်တစ်ခါဈေးသွားဝယ်တဲ့အခါမှာဒီချက်တွေကိုသတိထားကြည့်ပါခင်ဗျားပစ္စည်းကိုတကယ်လိုအပ်လို့ဝယ်တာလားဒါမှမဟုတ်ဆိုင်ရဲ့ marketing strategy တွေထဲမှာလမ်းပြောက်သွားတာလားဒါတွေကိုဘယ်လိုကာကွယ်ရမလဲဆိုရင်တော့ shopping list ကိုအတိအကျလိုက်နာပါမယ်စိတ်ထဲမှာပါတာတွေကိုပဲဝယ်ပါဘိုက်ပြည့်နေချိန်မှာပဲဈေးသွားဝယ်ပါဗိုက်စာနေမလိုအပ်တဲ့အစားအသောက်ကုန်တွေကိုအများကြီးဝယ်မိတတ်ပါတယ်
နောက်တစ်ခုကလက်ကင်တောင်းလေးကိုပဲအသုံးပြုပါပစ္စည်းအနှဲငယ်ပဲဝယ်မှာဆိုရင်ဘီတက်လဲကြီးတွေကိုမယူပါနဲ့လက်ကလေးလာရင်ဆိုင်ကနေမြင်မြင်ထွက်ချင်စိတ်ပေါ်လာပါလိမ့်မယ်ဒီနေ့မှာတော့ခင်ဗျားတို့ရဲ့အိတ်ထဲကပတ်စံကိုနှိုက်ထုတ်နေတဲ့ marketing strategy တွေကိုတတိထားနိုင်အောင်ရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကခင်ဗျားအတွက်အသုံးဝင်နေဆိုရင်တငင်ချင်းတွေကိုမျှဝေပေးပါအောင်နောက်ပတ်မှာဒီလိုဘုဒ္ဓရစရာကောင်းတဲ့ဗီဒီယိုတွေနဲ့ထပ်လာခဲ့ပါမယ်ဗျာ